တော့အခုလည်းလောဆယ်ဆိုအပေါ်ဆိုအတင်နာပဲပေါ့နော်ဒီနေနားနေကျမလားအဲ့ဒီကျော်နေမှာလားရှိရတော့ရှိရောရှိလို့ဒါလည်းကျွန်တော်တို့ပြည်နေမှာဆိုတော့အခုလည်းလောဆယ်ဆိုအပေါ်ဆိုအတင်နာပဲပေါ့နော်ဘယ်အောင်မချိုးပါနဲ့ဘာမှမပြောသေးစားဖို့တော့ဖို့အရင်လုံးအရှေ့ပြေးမှာတော့တူတော့မခလဲအခီရပါခါမလီကလုံးနဲ့那套团呢？罗，哦，快点，跑，来。ဘယ်နာမှာထိထားလိုက်ရှင်းလို့မှလမ်းမကြီးပေါ်မှာကားရောက်နေပြီလို့မှဆက်တက်ထားလိုက်ကပိအပပကနေတော့ဒီတွေ့တာပဲလောဟာငါနေကစေကနာနဲ့စေရန်ဂိုင်းကျုပ်ကြီးနဲ့ဟင်းဝေတဲ့စနစ်ပါဟုတ်ပါတယ်ရပြီ။ဒါများဝိုက်တစ်ဖက်ပြန်ချော့။ဘာလို့ဆောရမှာတော့သူကသူစီရတိုင်းမပါဘူး။မင်းတို့ကောင်နေဘယ်သူမှအိမ်ပြန်မှုမစင်တာငါလိုင်းမော့တင်တယ်။ဘယ်နီကောဝါချိုရိုချိုလိုကိတာပတ်တယ်လေ။ဟုတ်တယ်မ။နေရရှိရ။ဝါချိုရိုဝါချိုရိုဝါချိုရိုဟူလာဟူလာ Hey, come on, Malachu.
เป็นอะไรที่นี่อ่ะคนละเล่นข้าวคุยนี่เยอะ อะไรฮะ ले मा चोर का ले को चिम ले मा चो ले ने पा म नि से तो कुइला पा छैला पा ले को दुला Sakya jemu di mana ada ni mahal lu tadi lu Walau saja na yo, walau saja na. Dia tak sisi cetan ni jenis nyop patoli no. Wajana kau wajana. Cek nyop gua cek gua. Ya le cek nyop gua. Jual le ni. Ôi, lại chơi vào nó. Ta khởi sao bố phải lấy con quý rồi. Ta khởi sao bố lấy con quý rồi nó. Pak Halina. Banyak lelak kata. Banyak lelak kata li. Lepas ni baca dah, cuci no. Paling kau ni. Hei ya, paling kau ya. Paling ya. Jalan ni. Kuida cukup ya. Lên ba lên ya. Chị trả này ba khắc lô thầm nhà cái ra lo. Anh nghe là lên ba lên ya. Đồ. Lên ba lên ya. Ba lên ya. Thằng này là khó lên đi, thằng này lo. Thằng này chụp cô lên là quả chân à. Bao nhiêu lo thằng này là pro lên là khắc lô lên đi. Jual lah kai. Hah? Oh. Kami bicara kaya. Udah. Apa ya? Ada kena. Dia kuih dah cukup ya. Entah lah. Apa ya? Oh dia. Kuih. Mu macam mana? Lekau saja. Kuih dah cukup juga. Kuacana yo. Dapat cukup dulu ya, kuih dah cukup mampu ya. Dapat cukup ngop len ah. ဒီလိုမျိုးဖြစ်နေတဲ့ဖြစ်စဉ်တွေကိုနည်းနည်းလောက်ပေါ့နော်
သိမြင်အောင်ပေါ့ social media မှာများများတင်ပေးတာတို့ဘာတို့တွေအဲ့လိုမျိုးရှိမှသူတို့တွေကတွေ့တတ်မှာပေါ့နော်အားကြောင့်မလို့ကျမတို့ရဲ့ဒီနိုင်ငံကဒီလိုမျိုးဖြစ်တယ်ဆိုတာလဲအာယုံစိုက်ပေးစေချင်တယ်ပြီးလို့ရှိရင်ကျမတို့ဒီလိုမျိုးဆရာနာရှင်ရဲ့ဖိနှိပ်မှုအောက်မှာမနေချင်တဲ့အတွက်ကျမတို့ကိုလည်းတစ်ဖက်တစ်လမ်းကနေကူညီပေးပါလို့လည်းတောင်းဆိုချင်တယ်ပေါ့နော်ကိုလို့သိမြင်ချာနေအောင်ပေါ့ဘာဖြစ်လဲဆိုတော့ဒီတိုင်းကိုချရဲ့လမ်းစီကိုရွေးချယ်ကြတာကတော့အတူတူပဲပေါ့နော်ဒီလိုမျိုးမတရားမှုကိုမကြိုက်လို့လာလောက်ကြတဲ့အတူတူဖြစ်နေတဲ့အတွက်ဒီလိုမျိုး social media မှာအရန်ကြီးမပြတ်နှံ့ဘူးဆိုရင်တော့ကျမတို့နိုင်ငံကဒီလိုမျိုးဖြစ်စဉ်တွေဖြစ်နေပါတယ်ဖြစ်ပြက်နေပါတယ်ဆိုတာကိုတော့နည်းနည်းအာရုံစိုက်ပြီးစီချင်ပါတယ်没得关系，没得事。不会。이나. 당연히 문제네. 왜? 그 차이지. 나가로 저는 시간 좀 얘기했는데 하고 관리라 돼 봐래. Nhớ bia đó lại. À chứ. Không đều à. Máu hỏa rồi à. Tấu máu mà ăn chưa bảo. Ai mà không ai không đâu phát đây. Mày nó. Ai lồng quay biển mình luôn mà nó. Lại. Đủ đi. Đi qua đủ đi. Qua luôn nãy yêu mèo rồi. Iya. Dong. Dale. Quay đi quay ra. Quay đi. Côอยู่vai này sao trả lời vậy? Chú xe. Về. Ra lên về nó. Ngay. Chết là lâu quá nó. Lên này. Cái đâu là nhiều mỏng lên rồi. 야, 사사과, 에? 김유미야. 뭐야 라니. 뭐야. 제트마 농가 메인론에 들어 아장 나. 야, ပြေကောင်းတာပေါ့နော်ပြေကောင်းတော့ 사사과, 김유미야. 나 생로 배야. ကျွစင် ကိုချောနေရတယ်နော် ငါကြားတယ်မမင်းလည်းတိုင်းမပြရရမှာ Sao bao giờ đi lao sâu đi sao bao bác sĩ sẽ tại nhà sâu đi lao sâu đi sao bao bác sĩ sẽ tại nhà sâu để tao lên
ပြည်သူရဲဘော်များနဲ့အတူလက်ကျင်ကွင်းမှာကျွန်တော်ရှိနေတယ်ကျွန်တော်ဆိုရင်ပြည်ပဆိုင်ရာလူခွင့်ရေးနေပေါ့နိုင်ငံလုံးကအတန်လိတ်တပိတ်ဆိုပြီးတော့နိုင်ငံလုံးကပြည်သူမြို့ပြပြည်သူတွေကအိန္ဒိယအိမ်ပြည်မထွက်ကြတဲ့လှုပ်ရှားမှုပေါ့မနေ့ကနေညနေဆိုလုပ်ခဲ့ကြ9 နာရီတီပေါ့လုပ်ခဲ့တော့ကဘာကလည်းဒီတီးပြမိသွားတယ်ဒီမှာတနိုင်ငံလုံးကပြည်သူတွေကလက်ရှိဒုနိုင်ငံကိုအတ္တမအုပ်စိုးနေတဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဖက်စစ်အကြမ်းဖက်စနစ်ကိုမလိုလားဘူးလက်မခံဘူးသူတို့လုပ်မယ်ဆိုတဲ့အတူရောင်ရွေးကောက်ပွဲကိုလည်းလက်မခံဘူးဆိုတာကိုအတန်တိတ်ပေါ့အညီပညာတဲ့တနိုင်ငံလုံးကကြပြိုင်တဲ့အချိန်နဲ့ပြသခြင်းအဖြစ်မနေ့တုန်းကပြသခဲ့ကြတယ်ဆိုတော့အဲ့ဒီပြည်သူတွေကတွေးမအေးဘူးဖက်စစ်စစ်တပ်တွေရဲ့ဖက်စစ်ကောင်တွေရဲ့အောက်မှာဘလောက်အခက်ခဲနဲ့ရက်စက်ကြမ်းကြုတ်မှုရင်ဆိုင်နေရပါစေသူတို့တောက်ခံနေသေးဆိုတာကိုပြသတာဖြစ်ဒီလိုမျိုးအတန်တိတ်ပြီးအိမ်ထဲမှာနေရတော့မှသူတို့မှာအပြစ်သားတွေလိုပဲဆက်ဆံခံရတယ်သူတို့အိမ်ထဲမှာနေလို့ထိုင်မဖွင့်လို့အပြင်ကိုထွက်ပြီးတော့ပျော်ပွဲရှင်ပွဲတွေလုပ်ဖို့ထွက်လာတယောက်ထွက်ပါလို့ပြောပါလေမထွက်လို့ဆိုပြီးတော့ဖမ်းခံရိုက်ခံရတဲ့အဆင့်တွေလည်းရှိကြတယ်ဆိုတော့ငါတို့တွေရဲ့နိုင်ငံဟာငါတို့တွေရဲ့ပြည်တော်စုနိုင်ငံသားအားလုံးဟာစိုးဝါးကြမ်းကြုတ်ရက်စက်တဲ့ဖက်စစ်ကြမ်းဖက်စစ်တပ်ဖက်စစ်ကြမ်းဖက်စစ်စနစ်ကဒဏ်ကိုခံနေကြရတယ်ဒီချိန်မှာတို့တွေနိုင်ငံသားတွေတိုင်းရင်းသားတွေအားလုံးဟာဒီစနစ်ကြီးကိုတကယ်တိုက်ဖြတ်ဖယ်ရှားတန့်စင်ပြီးတော့ဖြူစင်ရမယ်မြင့်မြတ်ရမယ်အားလုံးအတွက်ကြိုးရှိရှိတဲ့ပြည်တော်စုသားအားလုံးရဲ့အကျိုးစီးပွားတွေကိုရှေ့ရှုတဲ့နိုင်ငံရေးစနစ်တစ်ခုလမ်းလူညီများခွင့်လွတ်လပ်ခွင့်လောကပါလတရားတွေထွန်းကားတဲ့အခွင့်အလမ်းတွေခွင့်နိုင်ငံတကာကိုရင်ပေါင်တန်းနိုင်တဲ့ပညာရေးစီးပွားရေးတည်ဆောက်နိုင်တဲ့အခက်ဒီလိုအခြေအနေတွေကိုရတဲ့စနစ်တစ်ခုကိုတို့တွေလက်ထက်မှာတည်ဆောက်နိုင်လားဒီလောကမှာလူဆက်လို့ရမယ်မင်းတို့ပျော်ပျော်ရွှင်ရွှင်ငင်းငင်းချမ်းချမ်းလူဖြစ်ရတဲ့တန်ဖိုးကိုအကျိုးရှိအသုံးချခွင့်ရလိမ့်မယ်။ဒါမို့လူသားဖြစ်တယ်မင်းတို့တလိ္ဆန်တကောင်လို့ဆက်ဆံနေရမင်းတို့ပြောမလား။ပြောမင်းတို့တလိ္ဆန်လိုမျိုးအတင်းအနိုင်ကျင့်မယ်ရိုင်းတက်မယ်ဖမ်းဆီးမယ်ခြုံနှောင်မယ်စစ်ကြောရေးမှာညှဉ်းပန်းမယ်ဦးတွေခွဲပြီးတဲတွေထုတ်ပြီးရောင်းစားပြီးအသက်မဲ့ဆိုမင်းတို့ပြောမလား။ပြောအဲ့တော့မင်းလွတ်လပ်တဲ့ခေတ်တစ်ခေတ်ရဖို့ဆိုတာကိုယ်တိုင်ထုစစ်ကိုယ်တိုင်တက်ဖို့ဝင်မှာရမယ်။အဲ့တော့လူငယ်တွေဖြစ်တဲ့မင်းတို့ဟာပုံမို့ပြီးတော့ဘယ်လိုခေါ်မလဲဆောင်ရွက်နိုင်စွမ်းရှိကြတဲ့လူတွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တက်ကြီးပိုင်းငါတို့တွေလိုမျိုးငါတို့တွေကဉာဏ်ပညာအတွေးခေါ်သင်္ကြန်တော်တရားထိုက်လျောက်ရှိတယ်ဆိုပေမဲ့မင်းတို့တွေလောက်ဖြတ်လက်မှုငိုးကြမှုပြည်ထင်နိုင်စွမ်းရှိမှုနော်အရှိကိုကြိုပြီးတော့မျောမြင်နိုင်တဲ့အုံတော့ဉာဏ်ရည်ထက်မြက်မှုငါတို့မှမရှိတော့ဘူး။အသက်အရွယ်ရအိုမင်းတဖြည်းဖြည်းအိုမင်းလာတဲ့အလျောက်အဲ့လူကြီးပိုင်းတချို့တွေရဲ့အားနည်းချက်တွေရှိကောင်းရှိပြီ။ဒါပေမဲ့လည်းမင်းတို့ကကိုချင်းစာမှာတချို့လူကြီးတွေအားနည်းတယ်ဟုတ်တယ်မင်းတို့လည်းတစ်ချိန်လူကြီးဖြစ်လာမှာအသက်ကြီးလာဒီဝေဒနာတွေဒီခြေနေတွေကြုံရမှာဖြစ်တယ်အဲ့တော့ကိုချင်းစာစိတ်နဲ့လူကြီးနဲ့လူငယ်အပြန်အလှန်နားလည်မှုရှိနဲ့လက်တွဲပြီးတော့ဒီနိုင်ငံတော်ဒီပြည်တော်စုဒီရေမြေလေကြီးကိုအေးချမ်းသာယာစိတ်လန်းဆိုပြေလက်ဆက်ပျော်ရွှင်စွာနေထိုင်ခွင့်ရှိတဲ့နိုင်ငံတော်တစ်ပြည်တော်စုဖက်ဒရယ်နိုင်ငံတော်တစ်ဖြစ်အောင်မင်းတို့လက်ထက်မှာမပြည့်မနေစူးစမ်းကြရလေဆိုတော့ဒီနေ့အခင်းချင်းကိုကြည့်ရင်တို့တော်လိုင်းအင်အားစုတွေဘက်မှာတချို့သောအင်အားစုတွေတချို့သောတပ်ဖွဲ့တွေစိတ်သက်ကြာဆင်းနေကြတာတွေ့ရ။ဒါမှဒီထဲမှာမင်းတို့မပါဘူးမပါလို့လည်းအခုလန်းလန်းဆန်းဆန်းနုံနုံကြာကြာတက်တက်ကြောက်ကြောက်နဲ့မင်းတို့ဒီချိန်တည်းဒီတိုက်ပွဲဝင်ဖို့အစ်စ်ဖြစ်နေတာဖြစ်တယ်။အဲ့တော့ဆိုလို့ချင်တာစိတ်သက်အနေငယ်ကြာဆင်းပြီးတော့ငွေရစေဝါသုံးဆွဲနေကြတဲ့တခြားသော PDF အပါဝင်တော်လိုင်းတပ်ဖွဲ့ကရဲဘော်တွေကိုမင်းတို့ရှေ့မှာပဲသူတို့တိုက်တွန်းစကားပြောကြခြင်းတယ်။တချို့သောသူတွေစိတ်သက်ကြလို့ဆိုပြီးတော့ဝိတောက်ကျိုးသောသူတွေစိတ်သက်ကြလို့ဆိုပြီးတော့ဘာမီတုံခေါ်တဲ့ရာဘဆေးပြားရှူတယ်ကျိုးသောရဲဘော်တွေစိတ်သက်ကြပြီးသူ့ကိုယ်သူယုံကြည်မရှိတော့လို့နိုင်ငံခြားထိုင်းသွားပြီးအလုပ်လုပ်တယ်ဆိုပြီးထိုင်းမှာသွားပြီးတော့ပျော်ပါတောက်စားမှုရနေကြတယ်ကျိုးသောရဲဘော်တွေကိုရဲဘော်ရဲဘက်ချင်းကြာဆုံးတိုက်ပွဲဝင်နေတာကိုလိလူရှူပြီးတော့အိမ်ပြန်ပြီးနားယူနေကြတယ်တော့ကျန်အဲ့လိုတော်လန်ကြီးကနေခိတ္တအကြောင်းမျိုးမျိုးပြပြီးစွန့်ခွာသွားကြတဲ့လူတွေကိုလက်ရှိနောက်ဆုံးအဆုံးနိုင်အခြေအနေခုအခြေအနေဆိုပြီးတို့သိတဲ့အတိုင်းပဲမနေ့ကနိုင်ငံတကာလူခွင့်ရေးနေ့ကမ္ဘာအစိုးရကြီးတွေက EU အပါအဝင် UK Britain နော် American Australia Japan စတဲ့နိုင်ငံကြီးတွေကတပြိုင်နက်တည်းကြီးညာချက်ထုတ်တယ်မနေ့တုန်းကထုတ်တယ်နော်အားထုတ်လဲဆိုတော့လက်ရှိမင်းအွန်လိုင်းဖက်စစ်ကောလူမျိုးတုံးတပ်ဖြတ်မှုကြားဖြတ်မာဖီးယားခေါင်းဆောင်မင်းအွန်လိုင်းလုပ်မယ်ဆိုတဲ့အတူရောင်ရွေးကောက်ပွဲဟာလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး။ဘာကြောင့်လဲအားလုံးပါဝင်ခွင့်မရှိဘူး။ဘာလို့အားလုံးပါဝင်ခွင့်မရှိလို့တတ်မှတ်တယ်လဲလူထုကောင်းဆောင်ဒေါ်ဆွမ်းစီကြီးအပါဝင်နိုင်ငံရေးကောင်းဆောင်တိုင်းသားကောင်းဆောင်အမြောက်အများကိုအကြောင်းမဲ့ဖမ်းဆီးထားတယ်ဥပဒေမဲ့ဖမ်းဆီးထားတယ်မတရားဖမ်းဆီးထားတယ်လူထုချစ်မြတ်နိုးတဲ့နိုင်ငံရေးသမားတွေမပါဘဲနဲ့ကြက်ခံရေးလို့ခေါ်တဲ့
စစ်တပ်ကိုအမိပြုပြီးကိုကျိုးစည်းပွားရှာစားမဲ့လူလောဘသမားတွေနဲ့ပဲဖွဲ့စည်းထားတဲ့ပါတီအယောင်ဆောင်ချင်းပြိုင်သူမရှိအောင်လုပ်ပြီးသူ့ပါတီမှာလွဲတယောက်တည်းပြေးတဲ့ပွဲဘယ်နိုင်ငံကမှလက်မခံဘူးဆိုတော့ကိုကျေဝင်ထုတ်ပြန်မိဖြစ်တယ်ဆိုတော့သူ့အနေနဲ့ရွေးကောက်ပွဲနီလန်းနဲ့လည်းထွက်ပေါက်မရှိဘူးသူမီတော်လိုင်းရေးလည်းသူတို့နိုင်အောင်မတိုက်နိုင်ဘူးရွေးကောက်ပွဲလည်းမလုပ်နိုင်ဘူးတော်လိုင်းရေးကိုလည်းပဲရေပြင်မှာသူတို့ကောင်းစွာမဆင်နိုင်ဘူးဆိုရင်လက်ရှိဖက်စစ်မရောက်နိုင်နောက်ွယ်မှာရှိနေတဲ့တရုတ်ရုရှားဘယ်လာရုစ်စတဲ့ဒီပိစာနိုင်ငံတချို့ကလည်းပဲသူတို့ရဲ့နိုင်ငံသားရေးမူဝါဒကိုပြင်ဆင်လာနိုင်ရရှိတယ်။အဲ့တော့သူတို့အားကိုးတဲ့အဓိကနိုင်ငံကြီး၃ခုဟာလည်းပဲအခုဆိုရင်တတိယကမ္ဘာစစ်ကိုဦးတည်တဲ့အနေအထားတွေစုဖွဲ့နေပြီဆိုတာလည်းရဲဘော်တို့မင်းတို့ကမ္ဘာစစ်ရေးနိုင်ငံရေးတွေကိုလေ့လာပြီးတော့မျက်စိမပြတ်ကြည့်နေမယ်ဆိုရင်သိမှာဖြစ်တယ်။ဩစတြေးလျနဲ့ဂျပန်ဖိလစ်ပိုင်နဲ့ဟာလာဒီဩစတြေးလျစစ်ရေးမဟာမိတ်တွေစာချုပ်တွေချုပ်ပြီးတော့ဂျပန်ကထိုင်ဝမ်ကျွန်းနဲ့အနီးဆုံးနေရာမှာသူတို့ဒုံးမြန်တွေချထားတာနော်တကယ်အစစ်မြင့်တဲ့စစ်ပွဲကြီးတစ်ပွဲအတွက်အားလုံးပြင်ဆင်နေကြတဲ့အခြေအနေမှာငါတို့အားလုံးဟာငါတို့ပြည်တော်စုနိုင်ငံတော်လွတ်လပ်ဖို့အတွက်ခွင့်လန်းကောင်းလို့ယူဆပြီးအချိန်နဲ့တပြိုင်နဲ့ညီညွတ်မှုရှိစစ်နေပြီးဟာမြောက်မြောက်ခေါင်းဆောင်မှုအပြည့်အဝနောက်လိုက်ကောင်းပြီးသားစွာဒုံကြည်ချက်ခံယူချက်ဇွဲတတိမှန်ကန်စွာနဲ့ငါတို့အတူတူအလုပ်လုပ်မယ်ဆိုရင်ငါတို့မျှော်မှန်းတဲ့ຫນွေဦးတော်လိုင်းအောင်ပန်းကိုမကြခင်ဆွတ်လန်းနိုင်မှာဖြစ်တယ်အဲ့တော့ညီမန်းချက်တစ်ခုကိုချပြီးသွားရင်အဆုံးနိုင်သွားဖို့ရရနီလန်းနဲ့အဆုံးထိပ်သွားဖို့ငါတို့ကြိုးစားဖို့လိုတယ်အဲ့တော့ငါတို့တွေမင်းတို့နဲ့အတူရှိနေတယ်ရဖိုင်ရန်ခါဆိုလို့မင်းတို့လိုပဲတခြားတပ်ဖွဲ့တွေရောဒီလိုပဲစိတ်ခွန်အားပေးထောက်ပံ့မှုပေးလိုက်လံပြီးနွေ့နွေ့ထွေးထွေးနဲ့ကူညီပေးနေတယ်အဲ့တော့မင်းတို့တွေအားလုံးရှိကြိုးစားလက်ဆအခြေအနေတွေကိုယုံကြည်ချက်မပြတ်ပဲနဲ့အဆုံးထိတိုက်ပွဲဝင်ဖို့စောစောကဆိုသွားတဲ့ကြွေးကြော်တာအတိုင်းပြည်တော်စုတပ်ဆိုတဲ့ပြည်တော်စုတပ်မတော်တရက်စစ်စစ်မှန်မှန်ရည်ချင်းရှိဘုံတိတ်ခါအပြည့်စစ်စည်းကမ်းပြေဝပြည်သူတိုင်းသားအားလုံးချစ်ခင်လေးစားအားထားတဲ့ပြည်တော်စုတပ်မတော်တစ်တရက်ဖြစ်အောင်မင်းတို့ဦးဆောင်ပြီးမရမနေတည်ဆောက်နိုင်မှငါတို့ရဲ့အာနိမရည်မှန်းချက်အောင်မြင်မယ်ဆိုတာသဘောပိုက်ပြီးရဲဘော်တို့အားလုံးရဲမိတွေအားလုံးကြိုးစားကြပါလို့ငါအကြံပြုချင်တယ်ရဲဘော်တို့အားလုံးကြိုးစားနိုင်မလားကြိုးစားပါမယ်โอเคရပြီတမ်းပြောလို့ရပါပြီဟုတ်ဒီဒီတော့ပြုတ်အရေးပါတဲ့အခန်းကဏ္ဍတွေနိုင်ငံရဲ့ပဂတိအခြေအနေတွေပျော်ရွှင်လမ်းမောဖွယ်ရာလူမှုဘဝတွေကိုအနုပညာနဲ့ထင်ရဖော်ပြနိုင်ခဲ့တဲ့အတွက်နိုင်ငံရဲ့ပြည်သူအပေါ်တာဝန်ကျေခဲ့ပြီလို့ပြောနိုင်မှာဖြစ်ပါတယ်အကြံပေး NUG CRPH အဖွဲ့တွေကတပ်မတော်အနေနဲ့ဒီမိုကရေစီနောက်ပြန်ဆွဲလှုပ်ဆောင်နေတဲ့အကြောင်းဝရဖိုင်းတိုက်ပြီးလူငယ်လူရွယ်တွေကိုလွဲမစေရည်ရွယ်ချက်လွဲမတဲ့မျှော်လင့်ချက်တွေနဲ့အတူကျန်းပလန်းတိုင်းလမ်းစဉ်ကိုတွန်းပို့ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့နဲ့ဇန်နဝါရီလ17ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပါတီစုထူထူရွေးကောက်ပွဲကြီးကိုကြည့်ရင်လွတ်လပ်ပြီးတရားမျှတမှုရှိတယ်ဆိုတာအားလုံးကလက်ခံကြတဲ့အတွက်ကျွန်တော်တို့ဒီနေ့ပါတီစုဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်မာစွာရပ်တည်လျှောက်လှမ်းနေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။လွယ်မတဲ့လက်လက်ကလမ်းစဉ်တွေကြောင့်မျှော်မှန်းတည်ဆောက်နေတဲ့ဒီမိုကရေစီပြည်တော်စုကြီးအတွက်ခုစွာအရင်းမြစ်တွေနဲ့တိုးတက်အစပြုနေပြီဖြစ်တဲ့အခြေခံအဆောက်အုံတွေမြောင်များစွာဆုံးရှုံးခဲ့ရပါတယ်။ဒီလိုလက်နက်ကလမ်းစဉ်တွေဖြည့်ရှင်းတဲ့နီလန်းဒီဟာနှစ်ပေါင်း90ကျော်ကြာတဲ့အထိဘာရက်လက်မှမထက်တာကိုလည်းသင်ခန်းစာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကလမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာလည်းအမှန်တမ်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူညီကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကအဖွဲ့တွေအနေနဲ့ဥပဒေဘောင်တွင်ဝင်ရောက်လာဖို့နိုင်ငံတော်ကအစဉ်အမြဲကြိုးစိုးဖိတ်ခေါ်ထားပြီးလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းကံလန်းဖိတ်ခေါ်ပါကြောင်းအသိပေးပြောကြားလိုပါတယ်။